မြတ်ဗုဒ္ဓရဲ့အဆုံးအမတစ်ခုမှာဘာဟောထားလဲလို့ဆိုလောကလူသားတွေအလွန်နှစ်သက်မြတ်နိုးတော်လဲရဖို့ခက်တဲ့အရာ၄ခုရှိတယ်ဒါလေးကိုမှတ်ဖို့လိုတယ်နော်လူတိုင်းလိုချင်တယ်ဒါပေမဲ့လွယ်လွယ်နဲ့တော့မရဘူးပေါ့လူတိုင်းမျှော်လင့်ကြတယ်လိုချင်ကြတယ်သို့တော့လောကကြီးမှာဒီအချက်လက်တွေနဲ့ပြည့်စုံဒီဆန္ဒပြည့်စုံမှုခက်တယ်လူတွေမှာလိုချင်တဲ့ဆန္ဒဖြစ်တဲ့အရာ၄မျိုးရှိတယ်လို့သူတို့ဆိုတယ်အဲ့ဒီ၄မျိုးဟာအလွယ်တကူနဲ့တော့ရနိုင်တာမဟုတ်ဘူးတဲ့ကဲနံပါတ်1ကဘာလို့ဆိုလို့ရှိရင်လူတိုင်းဟာလူဘဝရလာလို့ရှိရင်မင်္ဂန်နဲ့နိလန်းနဲ့စီးပွားဥစ္စာတွေတိုးတက်တာကိုရချင်တာပစ္စည်းဥစ္စာတွေကျွယ်ဝခြင်းကြတယ်ချမ်းသာခြင်းကြတယ်ပြည့်ပြည့်စုံစုံနေခြင်းကြတယ်ဒါဟုတ်မဟုတ်ကိုစဉ်းစားကြည့်လူဘဝရလာလို့သိတတ်တဲ့အရွယ်ကစပြီးလူများသူများနေတယ်လို့အဆင့်တန်းရှိနေခြင်းနဲ့သို့မဟုတ်အဆင့်တန်းမြင့်နေခြင်းနဲ့လို့သူတို့ဆိုနေပါဆိုတာလူတွေဟာအများတန်းရှိတယ်ကိုယ့်ရဲ့အိမ်နီးချင်းကကားစီးရင်ကိုယ်လည်းစီးခြင်းဖုံးကင်ရင်ကိုယ်လည်းကင်ခြင်းတယ်တိုက်နဲ့နေရင်ကိုယ်လည်းနေခြင်းတယ်ချမ်းသာကြွယ်ဝတယ်ဆိုရင်ကိုယ်လည်းချမ်းသာကြွယ်ဝခြင်းဒါကိုမြတ်စွာဘုရားကလူတိုင်းလိုချင်တဲ့အရာဟာလူဘဝရလာပြီဆိုစီးပွားဥစ္စာနဲ့ပြည့်ပြည့်စုံစုံတောင်းတင်းနဲ့ဒီလိုနေခြင်းတယ်ဆိုတာလူတိုင်းရဲ့ဆန္ဒဖြစ်တယ်တဲ့သို့တော့အဲ့ဒါလည်းပဲလူတိုင်းမှာဒီဆန္ဒပြည့်စုံလားဆိုမပြည့်စုံကဲဟုတ်ပြီကံကောင်းလို့ဘဝမှာအတိတ်ကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဒီဘဝမှာချမ်းသာတဲ့မိဘဝနဲ့ရောက်လာတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်နော်မိဘကစီးပွားဥစ္စာပြည့်စုံတောင်းတင်းလို့အဲ့ဒီမိဘရဲ့အိမ်ကိုရောက်လာလို့ရှင်မိဘပိုင်ဆိုင်တဲ့ပစ္စည်းသည်ကိုပိုင်တဲ့ပစ္စည်းမျိုးဖြစ်ပြီးတော့တထေးသားတထေးသမီးဘဝအနေနဲ့ပြည့်ပြည့်စုံစုံဘဝမျိုးရလာတာလည်းရှိတယ်ပေါ့အဲ့ဒါလို့ရှိလာပြီးတဲ့အခါမှာနောက်ထပ်လိုချင်တဲ့အချက်ကဘာလို့ဆိုယတောမေအာခိစတုသဟညာတိဟိသဟဥပ္ပစာယအေးလူဘဝရလာပြီးစိစိမ်ဥစ္စာရှိုံနဲ့မလုံလောက်သေးဘူးလူယိုသေးရှင်ယိုသေးယာဓုခုံသေးနော်ယာဓုခုံသေးအရှိန်အဝါရခြင်းနဲ့လူဆိုတာယာဓုကြီးနဲ့လူယိုသေးရှင်ယိုသေးမျိုးဖြစ်စေခြင်းကြော်စောခြင်းနဲ့ဂုံတရင်ကြီးခြင်းနဲ့လူသိများခြင်းနဲ့ဆိုတဲ့ယတ္တလို့ခေါ်တယ်အချမ်းအယံများပြားတာကိုမျှော်လင့်ကြပြန်တယ်ပေါ့စီဝါဥစ္စာချမ်းသာလာတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှတကောင်ကျွဲမနေခြင်းဘူးနော်အချမ်းအယံနဲ့အတိုင်းဝိုင်းနဲ့ဂုံရှိတည်ရှိနေခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုဖြစ်ပေါ်လာအဲ့ဒီဆန္ဒကိုအတိုင်းဖြစ်လာတဲ့ပုဂ္ဂိုလ်ရှိတော့လည်းမဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးဖြစ်လာစီဝါဥစ္စာတော့ရှိပါရဲ့ဂုံတရင်မရတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိအဲ့တော့ဒုတိယလိုအပ်ချက်ကိုပြည့်စုံလာပြီဆိုတဲ့အခါမှာလေတတိယလိုအပ်ချက်တစ်ခုပေါ်လာပြန်တဲ့လူတွေမှာဘာတော့စီဝါဥစ္စာလည်းတိုးတက်တယ်ဂုံတရင်လည်းရှိတယ်ဆိုတဲ့နောက်မှာဘာလိုချင်းပြန်လာတော့ဆိုအသက်ရှည်ခြင်းလာပြန်နော်ရရှိထားတဲ့ဘဝလေးမှာအသက်ရှည်နေခြင်းညပြန်ဇီဝဥစ္စာတွေတိုးတက်တဲ့ပုဂ္ဂိုလ်တွေဒီတိုင်းပဲဂုဏ်သတင်းကြီးတဲ့ပုဂ္ဂိုလ်တွေဒီဘဝမှာကြာနေခြင်းနဲ့စိတ်တွေရှိတယ်ဒါမို့လို့အသက်ရှည်ခြင်းနဲ့ဆိုတဲ့ဆန္ဒဟာလည်းပဲတိုးလာတာပေါ့အဲ့ဒီဆန္ဒကိုလည်းပဲမိမိတို့လူတိုင်းပြေဝသွားတယ်ဆိုတာရှာမရှာမသေးခြင်းမေမဲ့လို့တည်သွားကြတယ်နော်မခွဲခြင်းမဲနဲ့ခွဲသွားရတယ်ဘဝတစ်ခုငယ်ရွယ်နဲ့လည်းအဆုံးသတ်သွားတာရှိတယ်တဲ့ရွယ်ကြီးမှဆုံးသတ်တာရှိတယ်အဲ့ဒါလို့အသက်ရှည်ပါစေလို့ဆိုတော့လည်းပဲအသက်ရှည်ခြင်းမရှိတယ်ဟောလူဆန္ဒလူတွေရဲ့ဆန္ဒအဲ့ဒါလို့ရှိကဲဒါဘဝတစ်ခုအတွက်ဆိုပါစို့စီစဉ်ဥစ္စာတွေလည်းရတယ်
ဂုဏ်သတင်းလဲကြီးမားတယ်အသက်လဲရှည်တယ်လိုအပ်ချက်တွေပြည့်စုံသွားမလားဆိုဒီဘဝအတွက်တော့ပြည့်စုံသွားနောက်ထပ်မျောလင်းချက်တစ်ခုကျန်နေပြန်မနေရလို့ဒီဘဝကိုစွန့်ခွာတဲ့အခါမှာနောက်ဘဝမှာကောင်းရသူဒီဘုံရောက်ချင်ပြန်တယ်နော်ချမ်းသာတဲ့ဘဝတစ်ခုကိုရချင်ဒီဘဝစွန့်လိုက်ရရင်လည်းနောက်ဘဝမှာဓိတဲ့ကောင်းတဲ့ဘဝမျိုးကိုမျောလင်းပြန်အဲ့ဒီမျောလင်းချက်ဟာနောက်ဆုံးမျောလင်းချက်ပဲဖြစ်တယ်ဘဝတစ်ခုမှာမျောလင်းချက်၃မျိုးဟာဘဝမှာလူတိုင်းနေရှိတဲ့မျောလင်းချက်၃မျိုးပဲဖြစ်တယ်အဲ့ဒီမျောလင်းချက်၃မျိုးပြီးလို့ရှိရင်အသက်အရွယ်ရလာပြီးတဲ့အခါမှာကောင်းရသူဂတိကိုရောက်ချင်တယ်ဆိုတဲ့ဒီဘုံဒီမျောလင်းချက်တစ်ခုထပ်ပိုးပြီးတော့ရောက်ရှိလာအလုံးပေါင်းလိုက်တော့လူတွေရဲ့ဆန္ဒမှာအခုလိုမျောလင်းချက်ကြီး၄ရလူတိုင်းလိုချင်တယ်ညနိုးတယ်ဖြစ်ချင်ကြတယ်သို့တော်လူတိုင်းဖြစ်လာဆိုမဖြစ်ဘူးစီဝါဥစ္စာရှိပြရစေဆိုပေမဲ့ရှိချင်မှရှိတယ်ဆင်းရဲမွဲတေမှုတွေနဲ့လုံးလက်ခတ်ပြီးနေကြဂုဏ်သတင်းကြည့်ခြင်းပေမဲ့လို့မကြည့်ဘူးအသက်ရှင်ခြင်းပေမဲ့မရှင်ဘူးဘဝမှာရက်တည်ဖို့ရအတွက်ကျိုးပန်းအထုတ်ပြီးပင်ပန်းလောက်ကင်စားတောင်းရတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲရှိတယ်အဲ့တော့ဘဝမှာကိုဖြစ်ချင်တာတွေမဖြစ်ဘဲနဲ့ဘဝဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲအဲ့ဒီလိုထဲမှာကိုလိုချင်တာတွေအကုန်လုံးပြည့်ဝပြီးဘဝတစ်ခုဆုံးသတ်သွားရဖို့အတွက်ဒါတွေဟာအကြောင်းမဲ့ဖြစ်သလားဒီဆန္ဒတွေပြည့်ဖို့အတွက်အကြောင်းရှိသလားမလုပ်ရမလဲဖြစ်လာတဲ့ဘဝတစ်ခုမှာစီးပွားဥစ္စာတိုးတက်ဖို့ဂုဏ်သတင်းကြီးမားဖို့ချမ်းသာများဖို့အသက်ရှည်ဖို့သေတဲ့နောက်မှာကောင်းရသူဂတိဘုံရောက်ဖို့ဆိုတဲ့ဒီဆန္ဒတွေပြည့်ဝဖို့အတွက်အကြောင်းမဲ့သူဖြစ်ချင်လို့ဖြစ်လာတာလားသို့မဟုတ်ဘုရားသခင်ကဆုလက်အနေနဲ့ပေးလို့ရတာလားဆိုတာကိုလူတိုင်းစဉ်းကျင်စဉ်းစားကြည့်ရမှာဖြစ်တယ်ပေါ့စဉ်းကျင်စဉ်းစားကြည့်ရဘုရားသခင်ကပေးနိုင်တယ်ဆိုလို့ရှိရင်တော့လူတိုင်းကိုပေးဖို့ကောင်းတာပေါ့ဘာလို့လဲဆိုဘုရားသခင်ဟာအကျဉ်းနာကြီးမားတယ်အကျဉ်းနာကြီးမားတော့လူတိုင်းကိုပေးရသို့သောလူတိုင်းဟာရသလားဆိုမရချမ်းသာတဲ့လူနဲ့ဆင်းရဲတဲ့လူကများတယ်ဂုဏ်သတင်းကြီးတဲ့လူနဲ့ဂုဏ်သတင်းနည်းတဲ့လူဂုဏ်သတင်းကြီးတဲ့လူကနည်းတယ်အသက်ရှည်တဲ့လူနဲ့အသက်တိုတဲ့လူအသက်ရှည်တဲ့လူကနည်းတယ်အသက်တိုတဲ့လူကများတယ်ဆိုတော့စစ်မှန်တဲ့အကြောင်းတစ်ခုကတော့ရှိရသေတဲ့နောက်ကောင်းရသူဂတိရောက်ဖို့ဆိုတာဘဝမှာအာမခံချက်ရှိရလားဘယ်သူအာမခံမလဲ guarantee ရှိသလားလောကမှာပစ္စည်းလေးတစ်ခုဝယ်ရင်တောင်မှပဲ guarantee နဲ့ဝယ်ချတာလေအာမခံချက်ရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒီအာမခံချက်ဘယ်သူပေးနိုင်တယ်လဲဘယ်သူမှပေးနိုင်ဘူးเนาะဘယ်သူမှပေးနိုင်ယုံကြည်တဲ့လူကိုလည်းမပေးနိုင်မယုံကြည်တဲ့လူလည်းမပေးနိုင်အဲ့တော့အရိယာတွေကအကြောင်းမဲ့ဖြစ်လာသလားလို့ဆိုတဲ့အခါကျအကြောင်းမဲ့ဖြစ်လာတာတော့မဟုတ်ဘူးတဲ့အဲ့ဒီအချက်၄ချက်နဲ့ပြည့်စုံမှုအတွက်လူတွေရဲ့အည်အချင်းတွေဟာဘယ်မှာရှိတုံးဆိုအသီးသီးသောလူသားတွေရဲ့တဏ္ဍာမှာပဲရှိတယ်ဆိုတာမှတ်သားနိုင်ကြမှာဖြစ်တယ်အဲ့ဒီလိုအပ်ချက်၄မျိုးလုံးပြည့်စုံမှုအတွက်မလုပ်ရဘယ်လိုနေရမလဲဒီဘဝမှာအဲ့ဒီအချက်၄မျိုးပြည့်နဲ့ပြည့်စုံလို့ရှိရင်ပြည့်စုံတဲ့ဘဝမျိုးနောက်အနာဂတ်ဘဝရှိလာလို့ရှိရင်ရှိလာတဲ့ဘဝမှာလိုအပ်ချက်တွေနဲ့ပြည့်စုံတဲ့ဘဝမျိုးအချို့ပုဂ္ဂိုလ်တွေဟာပြည့်စုံနေအချို့ပုဂ္ဂိုလ်တွေမပြည့်စုံပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကသူ့ဟာသူပြည့်စုံလာတာလားမပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကရောသူ့ဟာသူမပြည့်စုံလာလားလို့ဆိုမဟုတ်ဘူးဘယ်ကိစ္စပဲဖြစ်ဖြစ်အကြောင်းဆိုတာရှိတယ်အကြောင်းနဲ့အကျိုးပေါင်းစပ်ပြီးတော့မှဖြစ်ပေါ်လာတာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကအဲ့ဒီလူတွေရဲ့လိုအပ်ချက်ဆန္ဒပြည့်ဝဖို့အတွက်ဘာတွေရှိလို့ပြည့်စုံတာတော့လို့ဆိုလို့ရှိရင်နံပါတ်1ကတတ္ထာတမ္ပထာကောင်းတဲ့အလုပ်တွေမှာစိတ်ဝင်စားတယ်
ကောင်းတဲ့အလုပ်တွေမှာစိတ်ဝင်စားတယ်အမှန်ကန်သိတဲ့ပုဂ္ဂိုလ်သူမြတ်ရဲ့အသိဉာဏ်ကိုလေးစားတယ်ယုံကြည်တယ်ဆိုလိုတာဒီပြာမကြည့်နဲ့တိုင်းပြည်တစ်ပြည်တောင်မှပဲအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကြည့်ဒီကနေ့ခေတ်တင်ကြည့်သမတဆိုတာရှိပြီးသမတရဲ့အကြံပေးဆိုတာရှိရတယ်အဲ့တော့အကြံပေးဆိုတာဘာလို့ဆိုရင်အဲ့ဒီအကြံပေးတဲ့ပုဂ္ဂိုလ်ရဲ့အကြံဉာဏ်ကိုရယူရတာဖြစ်တယ်ပေါ့ဘယ်နိုင်ငံကသမတပဲဖြစ်ဖြစ်အကြံပေးပုဂ္ဂိုလ်တွေဝန်းရံနေတာသာဖြစ်တယ်စီးပွားရေးနဲ့အကြံပေးမယ်နိုင်ငံရေးအကြံပေးမယ်လူမှုရေးအကြံပေးမယ်အားလုံးအကြံဉာဏ်တွေပေါင်းစပ်ပြီးတော့မှတိုင်းပြည်ကိုအုပ်ချုပ်နိုင်တာဖြစ်တယ်ဧကရိဘုရင်တွေမှာလည်းပဲအကြံပေးတွေဆရာတွေဆိုတာရှိတယ်ရှေးတုန်းကပရောဟိတ်ဆိုတာပုရောဟိတဘုရင်ရဲ့အကြံပေးတွေပဲသူတို့အကြံပေးတဲ့အတိုင်းလိုက်နာပြီးဆောင်ရွက်ကြရတယ်အဲ့တော့တမန်ပုဂ္ဂိုလ်တိုင်းဟာပြည့်စုံလုံလောက်တဲ့အသိဉာဏ်မရှိသည့်အတွက်ကြောင့်အကြံပေးမှုကိုခြေခံပြီးတော့လုပ်ကြအဲ့တော့အကြံပေးတဲ့အခါမှာဒီအကြံဉာဏ်ကိုလိုက်နာယုံကြည်တဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့အကြံဉာဏ်ကိုယုံကြည်ဖို့လက်ခံဖို့လိုအပ်တယ်လက်မခံရင်သူလုံးမှာမဟုတ်ဘူးအဲ့ဒါလိုပဲဘဝခရီးကိုသွားတဲ့အခါမှာနောင်ဘဝရှိတယ်ဒီအကြောင်းတရားတွေရှိတယ်လို့ဟောပြောတဲ့ပုဂ္ဂိုလ်သူမြတ်ရဲ့အသိဉာဏ်ကိုလက်ခံကြရမှာဖြစ်တယ်အဲ့ဒါကိုတတ္ထာလို့ခေါ်တယ်တတ္တဟတိတထာဂတတဘောဓိအသိဉာဏ်တစ်ခုကိုလေးစားလက်ခံတယ်နော်ရှိတယ်ဆိုတာကိုလက်ခံတယ်ဒီအကြောင်းတရားဟာမှန်ကန်တယ်ဆိုတာကိုလက်ခံမှလိုက်နာချက်သုံးမှုကိုလုပ်တာဖြစ်တယ်တနည်းအားဖြင့်တတ္ထာဆိုတာဆုံးဖြတ်တာယုံကြည်တယ်ဆုံးဖြတ်တယ်မှန်တယ်လို့ဆုံးဖြတ်ထားတဲ့ပုဂ္ဂိုလ်တရားဟာကောင်းတဲ့အလုပ်ကိုလုပ်ဖို့ဝန်မနေတော့ဘူးဖြစ်တယ်ကောင်းတဲ့ဘက်ကိုစိတ်ဝင်စားတယ်ကောင်းတဲ့အလုပ်တွေကိုလုပ်တယ်တတ္ထာတမ္ပတာဒါဟာလောကမှာအရေးကြီးဆုံးအချက်တစ်ခုဖြစ်တယ်ပေါ့အေးလူတွေရဲ့စိတ်ကောင်းနှလုံးကောင်းဟာကောင်းကျိုးချမ်းသာကိုပေးနိုင်တယ်တူမေတ္တာတူမှာဆိုတာလို့တူဘောတူမေတ္တာထားရမယ်နှိမ့်ချသွားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာအကျဉ်းနာထားရမယ်ကိုယ်ရဲ့တာလွန်သွားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာဝမ်းသာမှုမုရိဒာထားရမယ်အားလုံးပေါ်မှာသိခံခြင်းခွင့်လွှတ်ခြင်းနဲ့ဘွေမယူခြင်းလို့ဆိုတဲ့တည်ငြိမ်တဲ့စိတ်တွေသဘောထားတွေရှိရမယ်ဆိုတာဟာဒါအမြဲတမ်းမွန်မြတ်တဲ့စိတ်တွေသဘောထားတွေကိုဟောပြောဆုံးမထားတာလေလက်ခံယုံကြည်ဖို့လိုအပ်တယ်အဲ့ဒါတွေကိုစိတ်တွေသဘောထားတွေမှန်ကန်တဲ့အဆုံးအမတရားတွေကိုလက်ခံယုံကြည်တဲ့တတ္ထာဆိုတာကောင်းဖို့အတွက်ဥလက်ပေးတာဖြစ်တယ်ဒါကအရေးကြီးတဲ့အချက်တစ်ခုကတတ္ထာတမ္ပတာတရားမရှိရင်ဘာတစ်ခုမှမလုပ်ဘူးဒါကြောင့်တရားဟာဘာနဲ့အလားတရံတူတုံးဆိုရင်မျိုးစိတ်နဲ့အလားတရံတူမျိုးစိတ်မရှိရင်အပင်မပေါက်ဘူးမျိုးစိတ်ရှိမှအပင်ပေါက်တယ်မျိုးစိတ်လေးဟာအလုံးနှစ်ခုကိုလှုပ်တယ်နော်မျိုးစိတ်လေးဟာအလုံးနှစ်ခုလှုပ်တယ်ဆိုတာကိုယ့်အကိုစဉ်းစားကြည့်ဘာအစိတ်လေးပဲဖြစ်ဖြစ်အလုံးနှစ်ခုကိုလှုပ်တယ်မလေးလာရင်မသိဘူးလေးလာရင်သိမယ်နော်တရက်စိတ်လေးဆိုတာဆိုအလုံးနှစ်ခုလှုပ်တယ်အလုံးတစ်ခုကဘာတော့အောက်ကိုအမြင့်ဆင်းတာအလုံးတစ်ခုအပေါ်မှာအညောင်ကလေးတက်တာအလုံးတစ်ခုဟောမျိုးစိတ်လေးတစ်ခုကအမြင့်ဆင်းတယ်အပေါ်ကိုအညောင်လေးတက်လာတယ်အညောင်လေးတက်လာတယ်ဓာတုလှုပ်တဲ့အလုံးနှစ်ခုသူကနှစ်ခုလှုပ်တယ်ထို့တူပဲတရားတရားရှိတဲ့ပုဂ္ဂိုလ်ယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်ဟာအလုံးနှစ်ခုကိုလှုပ်တယ်တဲ့အလုံးနှစ်ခုကဘာတော့ဆိုရင်ယုံကြည်မှုကိုအခြေခံရှိသည့်အတွက်ကြောင့်ကိုချင်းတရားကောင်းမွန်မှုကြိုးစားတယ်နံပါတ်1ကကိုချင်းတရားကောင်းမွန်တာကိုအကြောင်းပြုပြီးစိတ်နေသဘောထားတွေကိုကိုတိုးတက်မြင့်မားလာအောင်ပြုပြင်ထိမ့်သိမ့်တယ်ဆိုဟောဒီနှစ်ခုပဲစားလို့ပြောမယ်ဆိုလို့ရှိရင်ဘာပြောမလဲတရားရှိလို့ရှိရင်သီလဆိုတဲ့အမြင့်သက်ဆင်းတယ်သီလဆိုတာစီးနဲ့ကမ်းနဲ့ပြောဆိုတာစီးနဲ့ကမ်းနဲ့လှုပ်တာကိုသီလလို့ခေါ်ဘောင်ကတ်ထားမလှုပ်ရမှနဲ့လှုပ်ရမှဘောင်ခတ်ထားသ
နော်မလုပ်ရတာကိုဝါရိတ္တသီလလို့ခေါ်တယ်လုပ်ရမှာကိုစာရိတ္တသီလလို့ခေါ်တယ်ဆိုလိုတာကရှောင်ရမှာနဲ့ဆောင်ရမှာဒီနှစ်ခုပဲအဲ့ဒါကိုချင်းသီလအနေနဲ့ကလည်းလူတွေဟာစိတ်ကံ့ချက်ထားမပြောရမှာနဲ့ပြောရမှာမလုပ်ရမှာနဲ့လုပ်ရမှာနော်မပြောရဘူးဆိုတာလိမ်မပြောရဘူးတဦးနဲ့တူမတက်အောင်မလုပ်ရဘူးချမ်းချမ်းထမ်းထမ်းနေမဲကစားဆေးတိုင်းထွာမှုမလုပ်ရဘူးအကျိုးမရှိတဲ့စကားတွေတစ်ဖက်သားအကျိုးပြည့်စည်သွားအောင်မဟုတ်တန်တရားတွေမပြောရဘူးဒါစိတ်ကံပဲမလုပ်ရမယ်ဟာလုပ်ရမှာမှန်တာပဲပြောရမယ်အလုံးညီညွတ်အောင်သာတိုက်တွန်းပေးရမယ်ဒီလိမ္မာရင်ချေးစွာနော်ရင်ချေးချေးတာယာနာပြောဝဲဖြစ်အောင်ပြောအောင်အကျိုးရှိတာအောင်သာပြောအောင်ဟောတာလုပ်ရအဲ့တော့မလုပ်ရမှနဲ့လုပ်ရမှာနေရာတိုင်းရှိဒါကြောင့်သီလဆိုတာမလုပ်ရမှနဲ့လုပ်ရမှာစီးချပေးထားတဲ့သဘောပဲဖြစ်တယ်အေးကာယကံမြောက်ဆိုရင်သူများအသက်မတတ်ရဘူးအကျဉ်းနာထားရမယ်မလုပ်ရမှာကသူများအသက်တတ်ခြင်းမလုပ်ရဘူးအကျဉ်းနာထားတယ်လုပ်ရမှာဖြစ်တယ်သူများဥစ္စာမယူရဘူးမလုပ်ရမှာနော်သူများဥစ္စာယူခြင်းကိုမလုပ်ရဘူးယူခြင်းမှာရှောင်ကျဉ်ရမယ်စင်ကြယ်စွာနေရမယ်လုပ်ရသူတော်ဘာတမယာကိုစော်ကားခြင်းကမလုပ်ရဘူးသူတော်ဘာတမယာကိုမစော်ကားဘူးရှောင်ကျဉ်တယ်စိတ်နဲ့တောင်မပြတ်မှာဘူးလုပ်ရမလုပ်ရမှလည်းလုပ်ရမှာအမြဲတမ်းတွဲဖက်တာအဲ့ဒါကိုသီလလို့ခေါ်တာအဲ့တော့လောကမှာလူတော်လူကောင်းလို့ပြောတဲ့ပုဂ္ဂိုလ်တွေဟာဒီကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေကိုခေါ်တာကိုချင်းသီလကောင်းမှလူတော်လူကောင်းဖြစ်တယ်ဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ်ကိုချင်းသီလပြက်ပြားနေတဲ့ပုဂ္ဂိုလ်တရားဘယ်တော့မှလူတော်လူကောင်းမဖြစ်ဘူးလူတော်လူကောင်းဖြစ်ဒါကြောင့်မို့ဘဝမှာအောင်မြင်ကြီးပွားဖို့အတွက်ခေါဏကလိုအပ်ချက်တွေပြည့်စုံမှုအတွက်သီလတံပဒါကိုချင်းတရားနဲ့ပြည့်စုံမှုဟာကြီးမားတဲ့အထောက်အကူဖြစ်စေတတ်တဲ့အကြောင်းတရားတစ်ခုပဲလို့ဒီလိုဟောတယ်တရားရှိရမယ်ကိုချင်းသီလရှိရအဲ့ဒီနှစ်ခုဟာပြည့်စုံအဲ့တော့ကိုချင်းသီလလို့ဆိုတဲ့နေရာမှာကြည့်ကိုချင်းသီလကိုလူချင်းကိုတစ်ခုအနေနဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်အခုအားလုံးသိနေကြတဲ့၅ပါးသီလခုနဆောက်တည်လိုက်တဲ့၅ပါးသီလအဲ့ဒီ၅ပါးသီလဟာလူတွေအတွက်လိုအပ်ချက်ဖြစ်တယ်နော်လူတွေအတွက်လိုအပ်ချက်ဖြစ်တယ်ဘာကြောင့်လိုအပ်ချက်လို့ပြောရတယ်လဲစဉ်းစားကြည့်လိုအပ်ချက်လူလောကကြီးတစ်ခုလုံးအတွက်လိုအပ်ချက်လို့ပြောအောင်နော်သူများအသက်ကိုမတတ်ဘူးဆိုရင်နော်ရာဇဝမှုကျူးလွန်မှုမရှိတော့တရားတွေအလုံးဘယ်သူကိုမှမတတ်တာမတတ်ဘူးဆိုလို့ရှိရင်လောကကြီးမှာရာဇဝမှုတိုင်းပြည်မငြိမ်းမချမ်းဖြစ်တယ်ဆိုတာတတ်ကြတယ်ဖြတ်ကြတယ်အဲ့ဒါဟောမတတ်ဘူးလို့ရှောင်ကျင်လိုက်တာနဲ့တပြိုင်နက်ငြိမ်းချမ်းသွားတယ်သီလဆိုတာတကယ်တော့ကိုယ့်အတွက်လို့ထင်ကြပေမဲ့လို့သီလဆောက်တည်လိုက်သည့်အတွက်ကြောင့်မိမိကိုယ်တိုင်ကသူများတဲ့ကိုမတတ်ဘူးဆိုအားလုံးကိုယ်ကငြိမ်းချမ်းအောင်လုပ်ပြီးတဲ့သဘောပဲကိုယ့်အတွက်တစ်ဖက်သားတွေမှာအန္တရာယ်မရှိတော့ဘူးလို့ဆိုလို့ကိုရှောင်လိုက်တာနဲ့တစ်ဖက်သားဟာအန္တရာယ်ကင်းသွားတယ်ဒါကြောင့်မို့သီလကို၅ပါးသီလကိုမဟာဒါနလို့မြတ်စွာဘုရားဟောတယ်တရားတွေကိုသိဆုံးခြင်းမှခွင့်လွှတ်ပေးလိုက်တဲ့ကြီးမားတဲ့အလှူဒါနကြီးတစ်ခုပဲလို့သူတို့ဆိုတယ်ဟောအဋ္ဌိနာဒါနဆိုတာလဲစဉ်းစားကြည့်ကိုယ့်အတွက်လားသူ့အတွက်လားလို့မေးကြည့်လူတွေဟာသူများပစ္စည်းကိုမတရားမယူဘူးဆိုရင်ကိုယ့်ကြောင့်ပစ္စည်းဆုံးရှုံးရတာတို့ပစ္စည်းအတွက်တောကရောက်တာတို့မဖြစ်တော့အကယ်၍သူများပစ္စည်းကိုမတရားယူတတ်တဲ့ပုဂ္ဂိုလ်တရားရှိတယ်ဆိုရင်ဒီပစ္စည်းအတွက်နဲ့တောကရောက်ကြတိုင်းပြည်မှာလည်းပဲရာဇဝမှုတွေဘယ်နေရာမှာဓမြတိုက်တယ်ဘယ်နေရာမှာအနုချမ်းစေးတယ်ဘယ်နေရာမှာခိုးဆိုလူရက်သွားတဲ့ဆိုတာတွေရာဇဝမှုတွေပဲလေအဲ့တော့အဋ္ဌိနာဒနာရှောင်လိုက်တာနဲ့တပြိုင်နက်ဒီဟာတွေဟာငြိမ်းချမ်းသွားပြန်ထို့တူပဲကာမေတုမိစ္ဆာစာကာမကိစ္စတွေမှာမမယွင်ပြုချစ်မှုဆိုအဲ့ဒါကင်းသွားရင်လေလောကမှာကြည့်ဒီကနေ့ခေတ်မှာအတန်အကျယ်ဆုံးကဘယ်မှာရိတ်လောက်တယ်ဆိုတာအတန်အကျယ်ဆုံးဖြစ်လာ
ဟောကာမိတုမိစ္ဆာဆိုတာလုံကျုံလာလို့ရှိရင်ဒီအတ္တမလန်နေရာပျောက်ကွယ်ပြီးတော့ဒီအမှုခင်းနေဟာချုပ်ငြိမ်းတော်မှသာဖြစ်တယ်ပေါ့နောက်တစ်ခုမုသဝါဒဝေရမဏိဆိုတာကြည့်လိမ့်လေးလှည့်ပြားပြီးတော့မပြောဘူးဆိုတဲ့အခါဘယ်မှာဖြင့်လိန်ခံရတယ်ဘသူဖြင့်လိန်သွားတယ်ဆိုတာဒီမရှိတော့ရာဇဝမှုတွေကင်းသွားအလုံးလူတွေဟာစိတ်နှလုံးအေးချမ်းသာဆိုနေရအဲ့ဒီထဲမှာအထိကိဆုံးကတော့ဘာလို့ဆိုမူရစေဝါတေးတေးရဲ့တောက်စားမှုမူရစေဝါတေးတေးဆက်တောက်စားမှုဟာဘသူကိုထိခိုက်တုံးလို့ဆိုလို့ရှိရင်တောက်သူကိုယ်တိုင်ကိုထိခိုက်တယ်ဘယ်လိုထိခိုက်တာတုံးလို့မေးလို့ရှိရင်ဒါတွေသုံးမှများလို့ရှိရင်သူ့ရဲ့အုံနောက်ဟာနော်ဘဝကပေးလိုက်တဲ့အိုင်ကျူလို့ခုခေတ်ပြောတဲ့ဟာမျိုးပေါ့နော်အဲ့ဒီ intelligent quotient အတိုင်းအတာတစ်ခုအသိဉာဏ်ရှိမရှိတိုင်းတာပြီးကြည့်လိုက်မယ်ဆိုရင်မူရစေဝါသုံးတဲ့ပုဂ္ဂိုလ်ရဲ့ဒီအိုင်ကျူဟာပင်ကိုယ်ကကောင်းတော်လဲပဲဒီမူရစေဝါသုံးပါများလာတဲ့အခါသူ့အတွေးခေါ်တွေအုံနောက်တွေပျက်စီးကုန်အဲ့တော့ဘလောက်ဆုံးရှုံးလို့ဆိုရင်သူဟာလူဘဝမှာတန်ဖိုးရှိတဲ့အသိဉာဏ်တွေသူရဖို့ရအတွက်အများကြီးဆုံးရှုံးသွားအိုင်ကျူတို့အီကျူတို့ဆိုတာတွေအကုန်ဆုံးရှုံးသွားဝိစေဝါသုံးခြင်းအဖြစ်အတွေးခေါ်အယူဆတွေအကုန်လုံးလွဲမှားလာတယ်မူရည်နေခြင်းကြောင့်လှုပ်တဲ့လှုပ်ထိုက်တာတွေမလုပ်ဘူးပျက်စီးဆုံးရှုံးလာဆွဲလာသည့်အတွက်ကြောင့်ကောင်းတဲ့အလုပ်တွေမလုပ်နိုင်တော့ဘူးအချိန်ပြုံးသွားအဲ့တော့နံပါတ်1ဘယ်သူကိုထိခိုက်လဲဆိုရင်သူ့ကိုထိခိုက်တယ်သူထိခိုက်လို့ရှိရင်နံပါတ်2ကသူ့ရဲ့မိသားစုထိခိုက်လာသူဟာဝန်တုံးဝန်ပိုးကြီးဖြစ်လာနံပါတ်3တိုင်းပြည်ကိုထိခိုက်လာတယ်ဒီလိုဝန်တုံးဝန်ပိုးရှိတဲ့ပုဂ္ဂိုလ်တွေဟာတိုင်းပြည်တိုးတက်ရတိုးတက်ကြောင်းဘာမှမလုပ်အခုလောလောဆယ်မှာဂျာနယ်တွေမှာရေးနေတယ်နော်ဖိလစ်ပိုင်နိုင်ငံမှာ3 သန်းလောက်ဝိရစေဝါဆွဲနေတယ်ဆိုတဲ့လူတွေဟာတိုင်းပြည်အတွက်ဝန်တုံးဝန်ပိုးကြီးဖြစ်နေတယ်လေအဲ့ဒါအမတန်ကြီးမားတဲ့အန္တရာယ်ကြီးတစ်ခုဒါကြောင့်မို့၅ပါးသီလကိုပေါ်သေးသေးလို့မတွက်လေနဲ့လူကိုချင်းတရားထဲမှာအရေးကြီးဆုံးပဲလို့ဆိုလိုတယ်အရေးကြီးဆုံးဒီသီလနဲ့ပြည့်စုံလို့ရှိရင်ခုနပြောတာတွေအကုန်ပြည့်စုံနိုင်တယ်လူတွေရဲ့လိုအပ်ချက်တွေအကုန်ရနိုင်ဒါကြောင့်မို့ရှေးတုန်းကရွှေခေတ်လို့ခေါ်ရတဲ့စကြဝဠာမင်းတွေခေတ်ကတောင်မှပဲတိုင်းသူပြည်သားတွေကိုဆုံးမဩဝါဒပေးတဲ့အခါမှာဒီ၅မျိုးပဲပေးတယ်စကြဝဠာမင်းတွေဟာဒီ၅မျိုးတွေနဲ့ပဲဆုံးမဩဝါဒဘာတွေပေးတော့နော်ပါနောနဟန္တဘောမင်းတို့သူများအသက်မတတ်ကြနဲ့အာဒိဏနာထတပ္ပသူများပစ္စည်းဥစ္စာတွေမယူကြနဲ့ကာမေတုမိစ္ဆာနာစရိတပ္ပကာမကိစ္စတွေမှာမယွင်မလုပ်ကြနဲ့မုတာနာပဏိတပ္ပလိမ်လည်မပြောကြနဲ့မစ္ဆပါဏနာပတ္တပမွေးစေဝါတွေမတော့သုံးညနဲ့လို့ဒီ၅ချက်နဲ့ပဲဆုံးမတာဖြစ်တယ်အဲ့ဒါနဲ့ပဲတိုင်းပြည်အုပ်ချုပ်တာကဲ၅ပါးသီလဘလောက်အရေးကြီးတယ်ဆိုတာစဉ်းစားကြည့်၅ပါးသီလတဲကဟာတွေကအကုန်လုံးရာဇဝမှုတွေကြီးပဲနော်ရာဇဝမှုတွေကြီးပဲဒီတည်းကကျွလွန်ရင်ရာဇဝမှုဖြစ်တယ်လေလူသားမှုဆိုတာပါဏာတိပါဒခိုးဆိုးတိုက်ခိုက်လူရဲမှုအာရိဏဒါနရိတ်လုံမှုကာမေတုမိစ္ဆာစာဟောရာဇဝမှုတွေလိမ်လေလှည့်စားတော်မှုမုဒ္ဒဝါဒရာဇဝမှုဝိရစေဝါရာဇဝမှုတွေအလုံးဟာရာဇဝမှုတွေကြီးဒါကြောင့်သီလတမ္ပရာအ ਨੇ ဆုံးကိုချင်းသီလနဲ့ပြည့်စုံရမယ်လို့ဒီလိုဆိုလိုတာအဲ့တော့ကိုချင်းသီလပြည့်စုံသွားလို့ရှိရင်စဉ်းစားကြည့်လေပါဏာတိပါဒမကျွလွန်တဲ့ပုဂ္ဂိုလ်ဒီဘဝမှာအသက်ရှည်တဲ့ယောဂခင်းတယ်ကဲလူတိုင်းဟာအသက်မရှည်ခြင်းဘူးလားရှည်ခြင်းနဲ့ယောဂခင်းခြင်းနဲ့ဒီအကျိုးကိုရစေနိုင်နောက်ကိုရှာထားတဲ့ပစ္စည်းဥစ္စာဟာရေမီမင်းခိုးသူမချစ်မနဲ့တော့အမွေခံသားဆိုသမီးဆိုတဲ့ယန္တိမျိုး၅ပါးကြောင့်မပြတ်စီးခြင်းဘူးအာရိဏဒါနလုံလို့ရှိရင်အဲ့ဒါလိုမပြတ်စီးဘူးကိုပစ္စည်းနောက်ကာမိတုမိစ္ဆာစာရမကျွလွန်တဲ့ပုဂ္ဂိုလ်ဟာလူချင်းလူခင်ပေါ်တယ်မုဒ္ဒဝါဒမကျွလွန်တဲ့ပုဂ္ဂိုလ်ဟာကိုမလုပ်ဘဲနဲ့လုပ်တယ်လို့ဆွဆွဲခံရတာမျိုးမရှိဘူးတေးရဲမတော်ဆုံးတဲ့ပုဂ္ဂိုလ်ဟာ
ဒီအိုင်ကျူမြင့်တယ် intelligent ကောင်းတယ်မွေးကြတဲ့ကနေပြီးတော့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒါမဟုတ်လို့ရှိရင်ခဏခေတ်မှာနော် autism ဆိုတာတွေများလာအဲ့ဒါတွေကိုဘာ virus ပိုးကြောင့်ဘာကြောင့်ညာကြောင့်ဆိုတာအပေါ်ယံပြောတာနော်အပေါ်ယံပြောရတာတကယ်ကတော့ကိုလုပ်ခဲ့တဲ့အကုသိုလ်ကံတွေဟာအခြေခံတယ်လို့ဒီလိုပဲမှတ်ရမှာဖြစ်တယ်နော်လောကကြီးမှာလူစင်မမီတဲ့ဘဝကိုရောက်လာအဲ့ဒီကာသူရမေရိယရဲ့အပေါ်ဆုံးအပြစ်ကိုမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုရင်ဖြစ်လျာဘဝမှာအယူအနှံဖြစ်တတ်တယ်တဲ့ဒီလိုဆိုတယ်ဒါအပေါ်ဆုံးအပြစ်ဒါကြောင့်မို့သီလတမ္မရာငါးပါးသီလဆိုတဲ့ကိုချင်းသီလနဲ့ပြည့်စုံလိုက်ပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာပြည့်ပြည့်စုံတဲ့ဘဝမျိုးရတာဟောနောက်တစ်ခုကတော့ဘာလို့ဆိုရင်စာခတမ္ပရာစာခဆိုတာ sacrifice generosity charity ဆိုတာတွေပေါ့နော်ပေးတယ်ကမ်းတယ်လှူတယ်တန်းတယ်လိုအပ်တဲ့ပုဂ္ဂိုလ်တွေကိုပေးကြတယ်ကမ်းကြတယ်လှူကြတယ်တန်းကြတယ်လောကလူသားတွေဟာကိုရှိတဲ့အရာတစ်ခုအားလုံးနဲ့ share လုပ်ပြီးသုံးတယ်ဆိုတာအလွန်မွန်မြတ်တဲ့စိတ်ဓာတ်တစ်ခုပဲအဲ့ဒါကြောင့်မိသားစုထဲမှာပဲနှမျောဝန်တိုတဲ့စိတ်မထားဘဲနဲ့အားလုံးနဲ့ share လုပ်ပြီးသုံးနိုင်တယ်အဲ့ဒီသုံးခြင်းဟာဖြစ်လျက်ဘဝမှာစိစိတ်ဥစ္စာကျဲဝါခြင်းအကြောင်းဖြစ်တယ်ပေါ့နောက်တစ်ခုကတော့ဘာလို့ဆိုရင်ပညာတမ္မရာအသိဉာဏ်နဲ့ပြည့်စုံမှုအဲ့တော့အသိဉာဏ်နဲ့ပြည့်စုံမှုဆိုတဲ့နေရာမှာဘာတော့ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုသိတဲ့ပညာဟာအရေးကြီးဆုံးပဲလောကမှာဒီပညာကတန်းကြောင်းနေကျောင်းတက်ပြီးတက္ကသိုလ်နေပြီးကောလိပ်နေပြီးသင်လို့ရတဲ့ပညာမျိုးမဟုတ်ဘူးเนาะလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဟာ intelligent ပဲသူကအဗ္ဗဓမ္မအရေးကြီးတယ်သို့တော့တက္ကသိုလ်ကျောင်းနေသွားပြီးတော့သင်တာဟာ subject matter ကိုတော့သိလာအဲ့ဒီပုံမှာဆင်ញင်သုံးသပ်လို့ရှိရင်တော့ပညာရလာမှသိချတယ်ပေါ့ဒီပညာဟာလောကမှာအရေးပါဆုံးဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကပညာတမ္ပရာအရာရာမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုသိဖို့လိုတယ်မလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်လိမ့်မယ်ပညာမရှိလို့ရှိရင်မလှုပ်တဲ့နာကြတော့လှုပ်တဲ့နယ်လို့ထင်တယ်ထင်သည့်အတွက်ကြောင့်မှားယွင်းနေပြုလုပ်သည့်အတွက်ကြောင့်ချမ်းသာဒုက္ခလက်လွတ်ဆုံးရှုံးသွားနိုင်တယ်လောကကြီးမှာမလှုပ်တဲ့နာတွေလှုပ်လို့ဒုက္ခရောက်တယ်လို့လှုပ်တဲ့နာကိုမလှုပ်ဖဲနေရင်လည်းဒုက္ခရောက်တယ်ဒီနှစ်ခုဟာတူတူပဲလူတွေကတော့ထင်ကြတယ်အေးဒီလူဒုက္ခရောက်မှာပေါ့မလှုပ်တဲ့နာလှုပ်တာကိုလို့အပြစ်ပြောကြတယ်ဒါပေမဲ့လို့လှုပ်တဲ့နာမလှုပ်ဖဲနေတဲ့လူလည်းအပြစ်ပဲတူတူပဲတူညီသောအပြစ်ကိုပေးတယ်နော်တူညီသောအပြစ်လှုပ်တဲ့လှုပ်ထရဲ့တန်းနဲ့မလှုပ်ဖဲနေလို့ရှင်လည်းအပြစ်ပဲဒီနှစ်ခုဟာတူညီသောအကျိုးပျက်စီးမှုကိုရဒါကြောင့်ပညာရှိတဲ့ပုဂ္ဂိုလ်သည်မလှုပ်တဲ့နာနဲ့လှုပ်တဲ့နာကိုခွဲခွဲပြားပြားသိပြီးမလှုပ်တဲ့နာကိုရှောင်တယ်လှုပ်တဲ့နာကိုလှုပ်ခြင်းအပြင်ကောင်းကျိုးချမ်းသာတွေရတယ်တဲ့ဒါဖြင့်လူတွေရဲ့စိတ်ထဲမှာမဖြစ်တဲ့မဖြစ်ထိုက်တာတွေကဘာတွေတုံးလို့ဆိုလို့ရှိရင်အကြမ်းမြင်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်နော်အဘိဓါတို့ဝိတမလောဘတို့မတရားလိုချင်မှုလောဘဟာမဖြစ်တဲ့အရာတစ်ခုအဘိဓါဆိုတဲ့ဝိတမလောဘလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တရားဟာသူများပစ္စည်းကိုလည်းမတရားလိုချင်တယ်အဲ့ဒီမတရားလိုချင်မှုကိုအကြောင်းပြုပြီးတော့မလှုပ်တဲ့နာတွေကိုလှုပ်တယ်လှုပ်တဲ့နာကိုမလှုပ်ဖဲနဲ့အဲ့ဒါနဲ့ပဲသူဟာဆုံးရှုံးသွားတယ်အခုခေတ်မှာအေးအေးယူခံရတယ်ဆိုတာအဘိဓါဝိတမလောဘနော်ဘိဓါဝိတမလောဘနဲ့အေးအေးယူခံရတာမျိုးတွေဖြစ်တယ်ပေါ့ဒါမျိုးကအဘိဓါဝိတမလောဘအဲ့တော့ပညာရှိတဲ့ပုဂ္ဂိုလ်ကဆင်ញင်စဉ်းစားတယ်။အော်ဘိဓါဝိသမလောဘဆိုတာစိတ်ရဲ့အညစ်အကြေးပဲမကောင်းကျိုးတွေကိုပေးတတ်တယ်။ဒါငါမှငါတဏ္ဍာမှာမဖြစ်အောင်လုံးဝဖြစ်မယ်ငါပယ်ရမယ်ငါတဏ္ဍာငါရှင်းပြရမယ်လို့ခေါ်အသိဉာဏ်ရလာရင်သူဟာမလုပ်တဲ့နာတွေကိုမလုပ်တော့ဘူးရှောင်ပြီးသားဖြစ်သွားတယ်။ထို့တူပဲနောက်တစ်ခုကတော့ဗျာပါဒလို့ခေါ်တယ်။ဗျာပါဒဆိုတာအမုန်းတရားကိုအခြေခံပြီးပြက်လို့ပျက်စီးလုပ်တတ်တဲ့ဒေါသဖြစ်လာလို့ရှိရင်လူတယောက်ဟာအမုန်းတရားကိုအခြေခံပြီးတော့
မပြောတဲ့နာတွေပြောတယ်မလုပ်တဲ့နာတွေလုပ်တယ်လှုပ်ချင်းကြောင့်ထိုပြဘာရရဲ့တံပြန်ခံရမှုဟာသူ့မှာသွားခံရအဲ့ဒီလိုခံတဲ့အခါမှာသူဟာပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံရတယ်ဒါကြောင့်မို့မုန်းတီးခြင်းနော်ပြက်လို့ပျက်စီးစိတ်နေသဘောထားတွေထားခြင်းအညှိုးတေးထားခြင်းသည်သူရဲ့တဏ္ဍာမှာမရှိတဲ့အရာဖြစ်တယ်ပေါ့ဒါကိုလည်းပဲရှင်းပြရမယ်လို့သူတို့ဆိုလို့တယ်အဲ့ဒီလိုလောကမှာအလွန်အရေးပါတဲ့ဒီမကောင်းတဲ့စိတ်နေသဘောထားတွေကိုရှင်းပြနိုင်တာဟာပညာနဲ့ဆင်ခြင်သုံးသပ်ပြီးရှင်းပြရတာသာဖြစ်တယ်အဲ့ဒါတွေကိုရှင်းပြလိုက်နိုင်လို့လှုပ်တဲ့လှုပ်တိုက်တာတွေကိုကောင်းကောင်းသိသွားပြီးမလှုပ်တဲ့မလှုပ်တိုက်တာတွေကရှောင်လိုက်ပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာပညာသမารပညာနဲ့ပြည့်စုံတယ်လို့ဒီလိုပြောရမှာဖြစ်တယ်ပေါ့ဒါကတာမန်အဆင့်အနေနဲ့ပညာလို့ပြောတယ်အဲ့ဒီတဲ့အဆင့်မြင့်တဲ့ပညာကြတော့ဘာတော့ဆိုရင်ဝိပဿနာပညာဒါကြတော့အဆင့်မြင့်သွားအဲ့ဒီအဆင့်မြင့်တဲ့ဝိပဿနာပညာကိုလည်းပဲတခဏပဲဖြစ်စေကိုကလှုပ်ထားကြိုးစားအထောက်ဝိပဿနာပညာလုံးမယ်ဆိုရင်ဘာနဲ့စတာ mindfulness ကစနော်အလုပ်တစ်ခုပေါ်မှာ mindfulness လုပ်တဲ့လေ့ကျင့်မှုကိုလေ့ကျင့်ပေးရမှာဖြစ်တယ်အဲ့ဒီလေ့ကျင့်ပေးခြင်းဒီကိုယ်လုပ်ငန်းအောင်မြင်မှုအတွက်လည်းဖြစ်တယ်ဘဝမှာတိုးတက်မြင့်မားခြင်းရဲ့အကြောင်းလည်းဖြစ်တယ်အရာခတ်သိမ်းကိုအသိပညာဖြင့်ဆင်ញင်သုံးသပ်တတ်လာတယ်ပေါ့ဘယ်ဟာပဲဖြစ်ဖြစ်ဆင်ញင်တုံတရားရှိလာလှုပ်တဲ့နာမလှုပ်တဲ့နာဆင်ញင်တတ်လာတယ်ဒါကြောင့်မလို့ဒီဝိပဿနာဆိုတဲ့ထူးခြားတဲ့အမြင်တစ်ခုရအောင်လည်းပဲကိုယ်တဏ္ဍာမှာရှိတဲ့ဆိုပါတော့ထွက်လေဝင်လေလေးဟာလူတွေဟာတာမန်ပုဂ္ဂိုလ်တွေကထွက်လေဝင်လေတွေကိုကိုယ်နှာခေါင်းက24နာရီအသက်ရှူနေတော့လည်းပဲအသက်ရှင်မှုအတွက်သာအသုံးချပြီးတော့ဘာတစ်ခုမှအကျိုးမြတ်ရအောင်မလုပ်နိုင်ကြဘူးအဲ့ဒါတယံဇာတပစ္စည်းအစ်စ်ပဲလူတိုင်းအသက်ရှင်နေတာရှူလိုက်ထုတ်လိုက်ရှူလိုက်ထုတ်လိုက်လုပ်နေတာအေးတကယ်တန်မိုးရှိသုံးချတတ်တဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့ဒီထွက်လေဝင်လေလေးကိုရှူရှိုက်တာလေးကိုတတိကပ်ပြီးတော့ mindfulness လုပ်ပြီးရှူရှိုက်ခြင်းအပြင်အ ਨੇ ဆုံးသူဟာကျမ်းမာရေးရသွားတယ်နော်စမ်းပြီးတော့လှုပ်ချစ်ပေါ့တနေ့ကိုအ ਨੇ ဆုံးနိုင်ဝက်လောက်ထွက်လေဝင်လေလေးကိုမှတ်ပြီးဒါ mindfulness လုပ်တယ်အဲ့ဒါကိုယ်နှာခေါင်းကရှူးနေတဲ့လေလေးကိုအသုံးချလိုက်တာဘာရတော့ဆိုရင်စိတ်တည်ငြိမ်မှုဆိုတဲ့တမာရိယ mindfulness ဆိုတဲ့တတိယလားအဲ့ဒီနှစ်ခုသည်လုပ်ငန်းကင်တာဆောင်ရွက်တဲ့အခါမှာအင်တန်မှအကျိုးဖြစ်ထွန်းစေတယ်အနောက်နိုင်ငံကလူတွေကဒီကနေ့ခေတ်မှာ mindfulness ကိုသင်တန်းတွေပါပို့ချပြီးတော့ business မှာတောင်အသုံးပြုနေကြနော်ဒါဘယ်သူကဟောတာတော့ဆိုဘုရားမြတ်စွာဟောတဲ့တရားပဲဖြစ်တယ်သို့သောဘုရားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေဟာဒီအလုပ်ကိုခက်ခဲတဲ့အလုပ်ကြီးတစ်ဖွဲနေ့စဉ်ဘဝမှာလုပ်လို့မရတဲ့အလုပ်တစ်ဖွဲထင်မှားပြီးတော့ရိတ်တာသွားမှတို့လုပ်ရမယ်လို့ထင်နေကြတယ်မဟုတ်ဘူးအိမ်မှာနေရင်သွားရင်လာရင်အေးရင်ထိုင်ရင်မှာပဲအချိန်ပိုင်းလေးမှာအလုပ်လုပ်လို့ရ mindfulness ကိုယ်လေကရှူရှိုက်နေတဲ့လေတွေကိုကြာနာအသုံးချကြည့်လိုက်ကျမ်းမာရေးအတွက်ရသွားမယ်တတိအတွက်ရသွားမယ်တမာတိအတွက်ရသွားမယ်အဲ့ဒီတဲ့ထပ်ဆင့်ပြီးတော့အသုံးချလိုက်လို့ရှိရင်ပညာအတွက်ပါရသွားရှူလိုက်တဲ့လေလေးကိုတတိထားမိတယ်လေလေးထိသွားတာကိုတတိထားမိတယ်ရှူလိုက်တဲ့လေလေးဟာနော်ပူတယ်အေးတယ်ဆိုရင်တေဇောဓာတ်နော်ပြော့တယ်မာတယ်ဆိုလို့ရှိရင်ပထဝီလှုပ်ရှားတာလေးကဝါယောဟောပထဝီရဲ့တေဇောရဲ့ဝါယောရဲ့အဲ့ဒီလေထဲမှာဒီ၃ခုဟာအ ਨੇ ဆုံးထင်ရှားသိနိုင်တာ၃ခုဒါကိုဖုဒ္ဓဘာလို့ခေါ်တယ်။နောက်နာသီးပြားမှာရှိတဲ့ကာပတာရလေးရဲ့ဒါယုတ်တရားလို့ခေါ်တယ်။ဘာကြောင့်ယုတ်တရားခေါ်တော့ဆိုရင်သူတို့မှာအသိစိတ်မရှိဘူး။လေလေးမှာလည်းအသိစိတ်မရှိဘူး။လေလေးထိသွားတဲ့နာသီးပြားမှာလည်းအသိစိတ်မရှိဘူး။အဲ့ဒီထိမှုကိုကြည့်ပြီးတော့အသိစိတ်လေးပေါ်လာတာကနန္တရားအဲ့ဒီပေါ်လာတဲ့နန္တရားလေးမှာအသိစိတ်ဆိုတဲ့နန္တရားမှတ်သားတဲ့တင်ညာတွန်းအားပေးတဲ့စေရနာနော်တွန်းအားပေးတဲ့စေရနာအာယုန်နဲ့ဆက်သွယ်ပြီးတော့ထိလာတဲ့
ဖတ်တာဩစိတ်ခံစားမှုဝေဒနာဖတ်တာဝေဒနာတင်ညာစေဒနာစိတ်အလုံးနန္တရားက5မျိုးဖြစ်သွားတယ်ရုပ်တရားက4ခုနန္တရားက5ခုအသက်ရှူတဲ့အချိန်ပိုင်းလေးမှာဒါလေးတွေကိုသိလိုက်လို့ရှိရင်ဒါဝိပဿနာလမ်းကြောင်းပေါ်မှာရောက်လာထူးခြားတဲ့အသည့်လို့ခေါ်တယ်အဲ့ဒီအသည့်ကနေပြီးဆက်နွယ်ပြီးတော့ဘာတွေသိလာတော့ဆိုမမြဲတဲ့သဘောတွေသိလာတယ်ဆင်းရဲတဲ့သဘောတွေသိလာတယ်မမြဲတဲ့သဘောကိုသိတော့ဘာအကျိုးရှိတော့ဆိုလို့ရှိရင်တွေ့တာမှုတွေကိုရှော့ချနိုင်မမြဲဘူးဆိုတာကိုမြဲတဲ့ထင်နေရင်စိုးရင်တကြီးဖြစ်နေတတ်တယ်အေးမမြဲဘူးဆိုတာသိလာသည့်အတွက်ကြောင့်တွေ့တာမှုကိုရှော့ချတယ်တွေ့တာမှုကိုရှော့ချလိုက်သည့်အတွက်ကြောင့်စိုးရင်တောကဆိုတာလည်းရောပါသွားတယ်ရောပါသွားသည့်အတွက်ကြောင့်စိတ်နှလုံးအေးချမ်းစွာနေနိုင်တယ်လို့ဆိုအဲ့ဒါပညာရဲ့စွမ်းရည်တတ္တိပဲလို့ဆိုလို့ဒီဘဝမှာဒါကိုလောက်ကြည့်ခြင်းအပြင်တတိစွမ်းအားတွေတိုးတက်လာမယ်တမာတိစွမ်းအားတွေတိုးတက်လာမယ်ပညာစွမ်းအားတွေတိုးတက်လာမယ်အဲ့ဒီတိုးတက်လာခြင်းဖြင့်ဘဝမှာမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လှမ်းနိုင်ပြီးတော့တည်တည်ငြိမ်ငြိမ်နေနိုင်တဲ့ဘဝမျိုးရောက်လာမယ်ဒီလိုဆိုတယ်ဒါကြောင့်မို့မြတ်စွာဘုရားကကျင့်တ်เสียကောင်းတဲ့ဘဝလေးတစ်ခုနေနိုင်ဖို့ရအတွက်တဏ္ဍာသီလနော်စာကပညာဒီအခြေအနေကောင်းတဲ့တရား5မျိုးကိုယ်တဏ္ဍာမှာရှိအောင်ကြိုးစားပါကြိုးစားပြီးတော့ဘာလို့อ่ะလူတိုင်းဟာမွေးဖွားလာတဲ့နောက်စီးပွားဥစ္စာတွေရှာကြတယ်နော်အလုပ်ငန်းတွေလုပ်ကြတယ်ငွေကြေးတဏ္ဍာတွေရကြတယ်စုဆောင်းကြတယ်အဲ့ဒီရလာတဲ့ငွေကြေးတဏ္ဍာတရားသဖြင့်ရလာတဲ့ငွေကြေးတဏ္ဍာတွေကိုဘာအတွက်သုံးချမလဲနံပါတ်1မိမိကိုယ်တိုင်ချမ်းသာအောင်နေမယ်မိမိရဲ့မိဘတွေကိုကြွေးမွေးဆောင်ရှောက်မယ်သားသမီးတွေကိုကြွေးမွေးဆောင်ရှောက်မယ်ချမ်းသာအောင်ထားမယ်ဒါမှန်ကန်တဲ့နည်းနဲ့သုံးတာနံပါတ်1နံပါတ်2ကဘာလို့ဆိုလို့ရှိရင်ကိုဒီပစ္စည်းဥစ္စာရှာထားတာဟာကို့မှာအန္တရာယ်တစ်ခုကိုကျုံးလာလို့ရှိရင်အဲ့ဒီအန္တရာယ်ကအကာအကွယ်ဖြစ်ဖို့အတွက်အသုံးချတယ်ဟောရေမီမင်းခိုးသူမချစ်မနစ်တန်သောမွေကသားဆိုသမီးဆိုဆိုတာတွေကြောင့်အန္တရာယ်ကြီးကျုံးလာတဲ့အခါမှာဟောဒီငွေကြီးတနာကိုအသုံးပြုပြီးဆင်းရဲဒုက္ခလွတ်အောင်လုပ်လို့ရတယ်ဒါမှန်ကန်စွာအသုံးချခြင်းတတ္တိယကဘာလို့ဆိုရင်နော်လူသားတွေမှာဝတ္တရားတွေဆိုတာရှိတယ်ဝတ္တရားတွေရှိတယ်အဲ့ဒီဝတ္တရားကိုဆောင်ရွက်ရမယ်ကိုရထားတဲ့ပစ္စည်းနဲ့ဝတ္တရားကိုဆောင်ရွက်တာဘယ်ပုံဆောင်ရွက်တာတော့လို့ဆိုလို့ရှိရင်ညာတိပလိဆွေတွေမျိုးတွေဒုက္ခရောက်နေလို့ရှိရင်ကြည်မနေရဘူးပေးရမယ်အတိဋ္ဌိပလိတဲ့ကိုယ်အိမ်လာတဲ့ပုဂ္ဂိုလ်ပါးစပ်ဟောင်းလောင်းမနေစေရဘူးကြွေးတဲ့ကြွေးလိုက်တာကြွေးပဲတိဋ္ဌိပလိဟောနောက်တစ်ခုကတော့ဘာလို့ပုပ္ပပေတပလိတဲ့ကိုယ်ဆွေတွေမျိုးတွေတဲကတမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေအတွက်ရှည်စူးပြီးတော့အမြတ်တမ်းပေးဝေတာလှူတာတန်းတာလို့ဒါပုပ္ပပေတပလိတို့ခေါ်နောက်တစ်ခုကတော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကိုအခွန်ဘန္တာပေးရမယ်ရာဇပလိတို့ခေါ်တယ်အဲ့ဒါလဲသတ်မှတ်ထားတဲ့အခွန်တွေကိုပေးရမယ်မပေးဘဲနဲ့အခွန်မရှောင်ရဘူးလို့ဆိုလို့ဟောရာဇပလိနောက်တစ်ခုကဒေဝတာပလိတဲ့ကိုရိုးရာကိုးကွယ်တဲ့နတ်တွေကိုနော်ပန်းစီမီတို့ဖြင့်သူတို့ကိုပူဇော်တယ်ပေးကမ်းတယ်ဒါကတော့မိတ်ဆွေသဘောဒါပေမဲ့ဒီနေရာမှာသားကောင်တွေကိုတတ်ပြီးတော့အကုသိုလ်အဖြစ်ခံပြီးတော့နတ်ကိုပူဇော်ဖို့မလိုဘူးနော်နတ်ကိုပူဇော်ဖို့မလိုဘူးအဲ့ဒါလို့ပူဇော်လို့ရှိရင်ကိုယ်မှာအကုသိုလ်တွေဖြစ်မယ်အဲ့ဒါကြောင့်မလို့ကိုစားတဲ့ဟာပဲဖြစ်စေတော့မဟုတ်ပန်းရည်ချမ်းလေးတွေသူတို့ကိုအတိမတ်ပြုတဲ့အနေနဲ့ပေးတာမျိုးဒီဒါပလိလို့ခေါ်တယ်အဲ့ဒီဟာကိုလည်းအသုံးချလို့ရတယ်လို့ကိုရလာတဲ့ပစ္စည်းဥစ္စာတွေကိုမှန်ကန်တဲ့နည်းနဲ့အသုံးချနောက်တစ်ခုကတော့ဘာလို့ဆိုရင်ဒါနကောင်းမှုပြုလုပ်ရမယ်ဟောရှားဝေလို့ရထားတဲ့ပစ္စည်းတွေကိုနံပါတ်1ကိုနဲ့ကိုမိသားစုကိုမိဘတွေချမ်းသာအောင်ထားခြင်းနံပါတ်2ကအန္တရာယ်ကြုံလာလို့ရှိရင်ကာကွယ်ဖို့အသုံးချခြင်း emergency case ပေါ့နံပါတ်3ကတော့ပေးတဲ့ပေးလိုက်တဲ့ပုဂ္ဂိုလ်တွေကိုပေးကမ်းခြင်းနဲ့နံပါတ်4ကကုသိုလ်ကောင်းမှုပြုခြင်းပဲအဲ့ဒါလို့လှုပ်လို့ကုန်ကြသွားတဲ့ပစ္စည်းတွေဟာတန်ဖိုးရှိရှိကုန်ကြသွားခြင်းသာဖြစ်တယ်တကယ်ကိုအကျိုးရှိရှိကုန်သွားခြင်းသာဖြစ်တယ်
လူဘဝအခုတိုင်းနေထိုင်သွားကြမယ်ဆိုလို့ရှိရင်တန်ဖိုးရှိသောဘဝကျေနပ်စရာကောင်းတဲ့ဘဝပဲဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဆုံးမဩဝါဒပေးတာဖြစ်တယ်အဲ့ဒီသုတ်ဒါကြောင့်မို့ကျေနပ်ဖွယ်ကောင်းတဲ့ဘဝမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေနေချရမှာထိုင်ကြရမှာဖြစ်တယ်အဲ့ဒီလိုနေမယ်ထိုင်မယ်ဆိုလို့ရှိရင်ရလာတဲ့လူဘဝသည်အခုလက်ရှိဘဝသည်ကျေနပ်စရာအကောင်းဆုံးဘဝဖြစ်လာကျေနပ်စရာကောင်းတဲ့ဘဝမှာနေထိုင်တဲ့ပုဂ္ဂိုလ်သည်နောင်ဘဝရှိရင်လည်းကျေနပ်စရာကောင်းတဲ့ဘဝကိုရောက်မယ်နောင်ဘဝမရှိရင်လည်းပဲဒီဘဝမှာကျေနပ်စရာအကောင်းဆုံးဘဝတစ်ခုမှာနေပြီးသားဖြစ်သွားတယ်အားလုံးဘယ်ဘက်ကကြည်ကျေနပ်စရာကြီးပဲဖြစ်သွားတယ်တာဝန်လည်းခြေတယ်လူဘဝမှာနော်စိတ်နှလုံးအေးချမ်းဖွယ်ရာဖြစ်တယ်ဆိုတော့ဒါမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားပဲဖြစ်တယ်ပေါ့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့လက်ရှိဘဝမှာနေထိုင်တဲ့အခါမှာအခုပြောခဲ့တဲ့မိမိတို့ရဲ့လူရင်းဆန္ဒဖြစ်တဲ့စီဝါဥစ္စာတိုးတက်မှုဂုဏ်သတင်းကြီးမှုအသက်ရှည်မှုတည်တဲ့နောက်ကောင်းသူတိရောက်မှုဆိုတဲ့ဒီရခဲ့တဲ့လူချင်းစရာကောင်းတဲ့အချက်၄ချက်ကိုရဖို့ရအတွက်တတ္ထာတမ္ပရာသီလတမ္ပရာစာဂတမ္ပရာပညာတမ္ပရာဆိုတာရှိရမယ်ရှိပြီးမိမိရလာတဲ့ပစ္စည်းဥစ္စာကိုစနစ်တကျခွဲဝေပြီးတော့သုံးစွဲနည်းနဲ့သုံးစွဲရမယ်ကိုမိသားစုမိမိနဲ့တကွာကိုမိသားစုချမ်းသာအောင်ထားတယ်ကြွေးတယ်မွေးတယ်ဆောင်းရှောက်တယ်အန္တရာယ်ကျုံလာလို့ရှိရင်ဒီငွေကြေးတနာကိုအသုံးချပြီးတော့လွတ်အောင်ဆောင်ရွက်တယ်ပေးတဲ့ပေးတိုက်ကမ်းတဲ့ကမ်းလိုက်တဲ့ပုဂ္ဂိုလ်တွေကိုပေးကမ်းတယ်အလှူဒါနပြုတယ်ဆိုအဲ့ဒီနီးနဲ့နေထိုင်သွားမယ်ဆိုလို့ရှိရင်ကျေနပ်စရာကောင်းတဲ့လူဘဝမှာတို့တွေနေရပြီလို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ဖို့လိုအပ်ပါတယ်ဒီတဲ့ကျေနပ်စရာကောင်းတဲ့ဘဝရဖို့အတွက်ဆိုရင်တော့ပညာတမ္ပရာမှာပြောခဲ့တဲ့ဝိပဿနာကျင့်စဉ်ကိုတိုးမြင့်ကိုကျင့်ကြရမှာဖြစ်တယ်အဲ့ဒါလို့ကျင့်မယ်ဆိုရင်တော့အခြေနှက်စရာအကောင်းဆုံးသောဘဝမှာနေတာဖြစ်တယ်ပေါ့ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ခြေနှက်စရာလူဘဝတစ်ခုဖြစ်အောင်ဘု து ပေါ်မှာမူတည်တယ်လဲဆိုမိမိတို့ကိုယ်တိုင်ပေါ်မှာသာမူတည်တယ်မိမိတို့ကိုယ်တိုင်လောက်ကဆောင်ရွက်ကြမှာဖြစ်လို့သူများအားကိုးစရာမဟုတ်ဘဲနဲ့ဒီဆုံးမအတိုင်းကိုယ့်ဘဝကိုပြင်ပြီးတော့ we are our own architect ဆိုတာကိုယ့်ဘဝကိုပြင်ကြရမှာဖြစ်သည့်အတိုင်းအားလုံးမြတ်စွာဘုရားရဲ့အဆုံးအမကိုရရှိပြီးတဲ့နောက်ကိုယ့်ဘဝကိုအကောင်းဆုံးဖြစ်အောင်ပြုပြင်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း